iPhone ပါကင်ဝယ်ပြီးပါကင်အစစ်ဟုတ်မဟုတ်သိချင်တယ်ဆိုရင်ကိုစစ်မဲ့ဖုန်းထဲက Safari ထဲဝင်ပြရပါမယ်။ဝင်ပြီးတော့ရင်တော့ search bar မှာ Apple Free IMEI လို့ရိုက်ရှာရပါမယ်ရှင်။ဒါ Apple Free IMEI ပေါ့နော်။ရိုက်ပြီးတော့ရင်ဆိုရင်တော့ link လေးကြားလာပါလိမ့်မယ်ရှင်။အဲဆိုရင်အပေါ်ဆုံးက Free iCloud ဆိုတဲ့ link လေးထဲဝင်ပြရပါမယ်။ပြီးတော့ရင်တော့ခဏလေးစောင့်ပေးပါရှင်။အဲဆိုလို့ရှိရင်ဒီနေရာမှာကိုဝယ်ယူမဲ့ပါကင်ရဲ့ serial number ဒါမှမဟုတ် IMEI လေးကိုထည့်ပေးရပါမယ်ရှင်။ဒါဆိုလို့ရှိရင်ဒီဖုန်းပါကင်ဘူးလေးရဲ့အနောက်ဘက်က serial number လေးကိုထည့်လိုက်ပါမယ်ရှင်။ serial number လေးထည့်ပြီးသွားပြီပေါ့နော်။ serial number လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဘာဆက်နေရမလဲဆိုတော့ဒီ set ဆိုတဲ့ဟာလေးကိုဆက်နေရပါမယ်။ပြီးသွားရင်တော့ခဏလေးစောင့်ပေးရပါမယ်ရှင်။အဲ့ဆိုလို့ရှိရင်သူကဒီမှာကြာလာပြီပေါ့နော် iPhone 15 bit 128ဒါဆိုလို့ရှိရင်လုံးဝပါကင်အစစ်ဖြစ်တဲ့အတွက် not activate ဆိုတာလေးပေါ်ပါတယ်ရှင်တကယ်လို့ပါကင်ကဖောက်ပြီးသား activate ကြော်ပြီးသားဆိုလို့ရှိရင်တော့ not activate အစားတခြားဒီ one day လေးပေါ်နေမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင် not activate လို့ပေါ်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကလုံးဝ activate မလုပ်ရသေးဘူးပါကင်အစစ်ဖြစ်ပါတယ်ရှင်မတို့ iTwo Mobile ရဲ့ official page follower ဟာဆိုရင်2သိန်းနီးပါးရှိပြီးတော့ iPhone 11မှာ17 Pro Max အထိဝယ်ယူအားပေးနိုင်ပါတယ်ရှင်